ထိတန်းလုံးကျန်တက်ဖြတ်သူတဦးဟာဇုံးနဲ့ကြက်ဥတလုံးကိုခောက်နေတော့ဇုံးရဲ့ရောင်ပြန်ဟပ်မှုတွေကနေတစ်ဆင့်တောင်ပေါ်မှာဝင့်နေတဲ့အမျိုးသမီးစနိုက်ပါသမားတယောက်ကိုလူတရက်မြင်လိုက်ရပါတယ်သူထိတ်လန့်ပြီးနှိမ့်သက်သွားတယ်သူဘာမှမလုပ်နိုင်ခင်မှာပဲကြည်စံတောင်းကအရှိန်နဲ့ထွက်လာပြီးသားပါကံကောင်းထောက်မှစွာနဲ့ပဲသူအသားလေးတင်းလိုက်တာကြောင့်ကြည်စံကသူ့ကိုကပ်ပြီးလွှဲချော်သွားခဲ့ပါတယ်သူကြောက်လန့်တကြားနဲ့အကာအကွယ်ယူဖို့ချက်ချင်းခုန်ထားလိုက်တယ်ဒါပေမဲ့စနိုက်ပါသမားကလက်မလျှော့သေးပါဘူးသူမကတန်ချက်ကဖောက်ကြည့်နဲ့ထပ်မံပစ်ခတ်လိုက်ပါတယ်ဒါကိုမြင်လိုက်တဲ့အခါမှာတော့အဲ့ဒီလူကသူ့ရဲ့လှုပ်ဝက်လက်နက်ကိုချက်ချင်းထုတ်လိုက်ပါတယ်သူလက်ခုပ်ထိလိုက်တာနဲ့သူ့ဘေးမှာရွှေအောင်လက်စွပ်သို့မဟုတ်ဝင်းခုနှစ်ကွင်းလူတရက်ပေါ်လာပါတယ်လက်ဟန်အမှုအရာနည်းငယ်လွတ်လိုက်ရုံနဲ့လက်နက်တွေကလေထဲမှာပြန်ဝဲလာပါတော့တယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူက drone ပြ3ဆင်းကိုတက်ဆင်လိုက်ပြီးအဲ့ဒီ drone တွေကခေါင်းမိုးပေါ်ကနေဝေးကွာတဲ့တောင်တန်းစီကိုအချိန်နဲ့ပြန်တက်သွားပါတယ်အချိန်ထဲမှာပဲသူကနေရာကမရွေးပဲရှေ့မှာပေါ်လာတဲ့စောင့်ကြည့်ဗီဒီယိုကနေစလိုက်ပါသမားရဲ့ဒီနေရာကိုစောင့်ကြည့်နေပါတယ်သူမမောင်းခလုတ်ဆွဲကိုလှုပ်လိုက်တဲ့အချိန်မှာပဲ drone တွေကသူမကိုပြစ်မှတ်ထားနေတာကိုသတိထားမိသွားပါတယ်အဲ့ဒီလူကစတင်တက်ခိုက်ပါတော့တယ်စလိုက်ပါသမားကလည်းသူ့မကားမှာကျူးတစ်ချောင်းကိုအမြန်ချီပြီးတန်ဖိုးပြစ်တဲ့လက်ကိုတုံးက drone တစ်စင်းမှာချစ်တွေ့လိုက်ပါတယ် drone ကတိတိကျကျပြစ်ခတ်လိုက်တာကြောင့်ကြီးစံတွေဟာဘိုးရွာသူကြားလာပါတယ်သူမကတော့ကျွမ်း